ဖောက်ပြန်ပြီးတစ္ဆာမဲ့သွားသူကိုအကောင်းဆုံးလက်စားချေခြင်းကသူ့လိုပြန်လာခြင်းအောင်လုပ်တာမဟုတ်ပဲကိုယ်တိုင်ပိုတံမိုးရှိလာပြီးပျော်ရွှင်တဲ့ဘဝနဲ့အရှိသက်သွားနိုင်တာပါတကယ်ထိရောက်တဲ့လက်စားချေမှုတွေကသူမရှိလဲကိုကအဆင်ပြေနေတာကိုပိုလှအောင်ပိုတိုးတက်အောင်ပြောင်းလဲတာစိတ်ပိုင်းဆိုင်ရာခိုင်မာလာတာအောင်မြင်မှုတွေတဖြည်းဖြည်းတည်ဆောက်တာသူ့အကြောင်းနဲ့ကိုဘဝကိုမဖြစ်စည်းတော့တာတွေဖြစ်ပါတယ်လူတော်တော်များများကသူ့ကိုနှောက်အောင်ဘာလုပ်ရမလဲလို့စဉ်းစားနေချိန်မှာအကောင်းဆုံး revenge ကငါဘဝကမင်းမရှိလဲပိုတော်တောက်ပလာတယ်ဆိုတာကိုပြသနိုင်ခြင်းပါအခုအချိန်မှာစိတ်နာနေမှာသိချပါတယ်ဒါပေမဲ့ချက်ချင်းတုံ့ပြန်တာ social media မှာ indirectly တိုက်ခိုက်တာအတစ်တယောက်ယောက်နဲ့အလင်းစလိုတွဲပြတာအဆက်ခွဲဖို့စ조사တာတွေကခဏပဲကျင်းနေပြီးနောက်ဆုံးကိုပဲပို့ပင်ပန်းတက်ပါတယ်အဲ့ဒါတွေအစားကောင်းတဲ့အရာတွေနဲ့အစားထိုးပြီးတော့ဒီလိုလေးလှုပ်ကြည့်လိုက်ပါဥပမာ contact shop ပါသူ့ရဲ့ social media တို့မဟုတ်လူပုဂ္ဂိုလ်နဲ့ပဲဖြစ်ဖြစ်သူနဲ့ပတ်သက်သမျှအရာတွေအကုန်လုံးကို short ချပစ်လိုက်ပါလုံးဝအဆက်အသွယ်ဖြစ်ပြီးသေးလူတယောက်လိုမျိုးခေါင်းနဲ့ထည့်ထားလိုက်ရင်ပို့ပြီးတော့ကောင်းပါတယ်ကိုယ့်ရဲ့ appearance head work ကို upgrade လုပ်ပါဥပမာကိုယ့်ရဲ့ရုပ်ရည်သွင်းပြင်းပြီးလို့ရှိရင်ကျန်းမာရေးအလုပ်တွေကိုမြင့်တင်ပါစိတ်တည်ငြိမ်အောင်နေတိုင်းရောင်းထိုင်းတစ်ခုထားပါဥပမာတရားထိုင်တာသရှင်းနားထောင်တာစာအုပ်ဖတ်တာအာကစားလေ့ကျင့်ခန်းတွေလုပ်တာကိုနေ့တိုင်းပုံမှန်လုပ်သွားမယ်ဆိုရင်ကိုယ့်ရဲ့စိတ်ကအရင်ထက်ပိုတည်ငြိမ်ပြီးကိုကပိုပြီးတော့စိတ်ကောလူရောကျန်းမာလာပါမယ်ပြီးတော့ကိုယ့်တန်ဖိုးကိုမမေ့ပါနဲ့သူပြန်လာမလားဆိုတာထက်ကိုဘလို့ပိုကောင်းလာမလဲဆိုတာကို focus လုပ်ပါကိုကပြန်လာမလားဆိုတဲ့ဟာကိုဘယ်တော့မှမထားပါနဲ့ဒီနေရာမှာမာနဆိုတာကထားတဲ့နေရာမှာထားရင်အရန်ကိုလှပါတယ်ဥမာထွေးပြီးသားတရေကိုရုံစရာကောင်းတယ်လုံးဝပြန်ကောက်ပြီးတော့မမျိုးချပါနဲ့လုံးဝအဲ့ဒီထွက်သွားပြီးသားလူကိုဘယ်တော့မှပြန်မမျှော်ပါနဲ့အဲ့ဒီအစားအဲ့ဒီလူထက်ပိုကောင်းတဲ့သူကိုပဲကိုယ့်ကိုအကောင်းဆုံးပြင်ဆင်ပြီးစောင့်မျှော်နေလိုက်ပါတနေ့မှာသူကကိုယ့်ကိုဆုံးရှုံးသွားတာကိုနားလည်လာနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကိုကရှေ့ကိုတော်တော်လှမ်းပြီးသားဖြစ်နေဖို့ကပိုအရေးကြီးပါတယ်ဥမာကိုနဲ့မထိုက်တန်လို့ထွက်သွားတာဆိုပေမဲ့ကိုကဒီတိုင်းဒုံရင်ကြံခဲ့တယ်သူထားခဲ့တဲ့အတိုင်းရှိနေမယ်ဆိုရင်သူနဲ့မထိုက်တန်တာဖြစ်သွားမယ်ကိုနဲ့မထိုက်တန်တာမဟုတ်တော့ဘူးเนาะအဲ့ဒါကြောင့်မလို့အဲ့ဒါလေးကခွဲခြားသိဖို့ပိုအရေးကြီးပါတယ်ဥမာတယောက်ကကိုထားသွားတဲ့အခါလူအများစုကဘာကြောင့်လဲဆိုတော့မိကုန်းထဲမှာပဲပိတ်မိနေတတ်ကြပါတယ်သူ့ကိုပြန်တရိယာအမှတ်တရတွေပြန်ကြည့်ငိုလိုက်မစားနိုင်မအိတ်နိုင်နဲ့ကိုဘဝတစ်ခုလုံးကိုနာကျင်မှုထဲမှာပဲထားလိုက်တတ်ကြပါတယ်ဒါပေမဲ့တကယ်စဉ်းစားကြည့်ရင်ကိုထားသွားခဲ့တဲ့သူအတွက်နေတိုင်းငိုနေတာကကိုဘဝကိုကိုယ်တိုင်ရက်တက်ထားလိုက်တယ်လို့ပါပဲလူတယောက်ထွက်သွားကိုဘဝကတော့ဆက်သွားရမှာပါနေအောင်ကလည်းမနက်တိုင်းထွက်နေတော့အချိန်ကလည်းဆက်ရွေ့နေတော့ကို့အနာဂတ်ကလည်းကိုကိုစောင့်နေတော့မှာပဲဒါကြောင့်သူဘာလို့ထားခဲ့တာလဲဆိုတာကိုအာရုံစိုက်နေမယ်အစားနောက်တစ်ခါကိုတကယ်တန်ဖိုးထားမဲ့သူရောက်လာတဲ့အခါကိုကပိုကောင်းတဲ့လူတရားဖြစ်နေဖို့ဘာလို့မလဲဆိုတာကိုစဉ်းစားတာကပိုအထိပ္ပယ်ရှိပါတယ်ဥပမာသူထားခဲ့ပြီးတဲ့နောက်ကိုကစိတ်ကြပြီးကိုမချစ်တော့ဘူးဆိုရင်နောက်ရောက်လာမဲ့လူကောင်းတယောက်ကိုလည်းအပြည့်အဝမချစ်နိုင်တော့ပါဘူးဒါပေမဲ့အဲ့ဒီနာကျင်မှုကိုအသုံးချပြီးကိုပို့ပြီးစိုက်လိုက်မယ်စိတ်ဓာတ်ကိုပို့ခိုင်မာလာမယ်အလုပ်တွေပညာရေးချင်းတွေရည်မှန်းချက်တွေကိုပို့အာရုံစိုက်လိုက်မယ် relationship တစ်ခုမှာဘာလိုအပ်တယ်ဆိုတာကိုပို့နားလည်လာမယ်တိုးစစ်လူတွေကိုခွဲခြားတက်လာမယ်ဆိုရင်တနေ့မှာကိုဘဝထဲကိုရောက်လာမယ့်လူကအရင်လူထက်ပိုကောင်းနိုင်ပါတယ်အရေးကြီးတာကထားခဲ့ခံရခြင်းကကိုတန်ဖိုးမရှိလို့မဟုတ်ပါဘူးတချို့လူတွေကကိုတန်ဖိုးကိုမမြင်နိုင်ခဲ့တာပဲဖြစ်ပါတယ်ပန်းတပွင့်ကိုမကြိုက်တဲ့သူရှိနိုင်ပေမဲ့အဲ့ဒီပန်းကိုအရင်တန်ဖိုးထားတဲ့သူလည်းရှိနေမှာပါပဲဒါကြောင့်ကိုမချစ်တဲ့သူအတွက်မျက်ရည်ကုန်နေမဲ့အစားကိုတကယ်ချစ်တဲ့မဲ့သူရောက်လာတဲ့အခါအဲ့ဒီလူကိုတွေ့ရတာကံကောင်းလိုက်တာလို့ခံစားရအောင်ကိုပြင်ဆင်ထားတာကပိုအထိပ္ပယ်ရှိပါတယ်တနေ့မှာကိုနားလည်လာပါလိမ့်မယ်တချို့လူတွေထွက်သွားတာကကိုဘဝပြတ်ဖို့မဟုတ်ပဲပိုကောင်းတဲ့လူတယောက်ဝင်လာဖို့နေရာလွတ်ပေးသွားတာပါအဲ့ဒီတော့နောက်ပရမလူကိုမျှော်နေမဲ့အစားအဲ့ဒီပရမလူထဲပိုကောင်းမဲ့လူဟိုစကဲပုံလိုမျိုးရှင်းပြလာဖို့တရောင်းစားလမ်းဖက်ပေးရတယ်ဆိုတဲ့ပုံစံမျိုးဖြစ်အောင်ဘယ်တော့မှအသေးကွဲပြီးထိုင်ငုံပြီးမျှော်မနေပါနဲ့ဘဝမှာသူ့ထက်ပိုကောင်းတဲ့သူကိုအတွက်က ready ဖြစ်ဖို့အရေးချင်းတွေပြင်ဆင်ပြီးတော့စောင့်နေလိုက်တာပိုကောင်းပါတယ်ကိုကရှင်ပြင်းနဲ့တွေ့ဖို့အတွက်ကိုယ်တိုင်ကရှင်ပြင်းနဲ့လည်းထိုက်တန်ဖို့လိုနေပါတယ်။ဒါကြောင့်ကိုကမကြိုးစားပဲနေလို့ရှိရင်ရှင်ပြင်းနဲ့ဘယ်တော့မှတွေ့မှာမဟုတ်ပါဘူး။အဲ့တော့ဒီတရားစားကိုမျှော်နေမဲ့အစားရှင်ပြင်းကိုကြိုးစားပြီးတော့စောင့်လိုက်ပါ။
အဲ့တော့လူတိုင်းမှာငါဘလို့လူမျိုးနဲ့တွေ့ကျင်တယ်ဆိုတဲ့စိတ်ကူးကိုစီရှိကြပါတယ်တချို့ကပညာတက်တဲ့သူကိုလိုချင်တယ်စိတ်ထားကောင်းတဲ့သူကိုလိုချင်တယ်အောင်မြင်တဲ့သူကိုလိုချင်တယ်ရုပ်ရည်တက်မြင့်ပြီး classy ဖြစ်တဲ့သူကိုလိုချင်တယ် responsible ဖြစ်ပြီး future ရှိတဲ့သူကိုလိုချင်တယ်ဒါတွေကတော့အမှားတာမဟုတ်ပါဘူးဒါပေမဲ့အရေးကြီးတဲ့မေးခွန်းတစ်ခုရှိပါတယ်ကိုလိုချင်တဲ့အဲ့ဒီလူမျိုးကကိုလိုလူမျိုးကိုရောပြန်ရွေးချယ်ခြင်းပါမလားဆိုတာပါပဲတကယ်တော့ relationship ဆိုတာလိုချင်တာတစ်ခုတည်းနဲ့မရပါဘူးထိုက်တန်မှုလည်းလိုပါတယ်ဥပမာကိုက discipline ဖြစ်ပြီးစ조사တတ်တဲ့ successful လူတစ်ယောက်ကိုလိုချင်တယ်စီကံရှိတဲ့လူကိုလိုချင်တယ်ဒါပေမဲ့ကိုယ်တိုင်ကနေ့တိုင်းအချိန်ဖြုံးနေပြီးရည်မှန်းချက်မရှိဘူးဆိုရင်အဲ့ဒီ level ကလူတစ်ယောက်နဲ့ကြာရှည်တည်မြဲဖို့ခက်ပါတယ်။ဘာကြောင့်လဲဆိုတော့အောင်မြင်တဲ့သူတွေကလည်းသူတို့ဘဝကိုတန်ဖိုးထားတတ်တဲ့သူကိုပဲရွေးချယ်ခြင်းကြလို့ပါ။နောက်ဥပမာတစ်ခုကိုကစိတ်ထားနှုံ့ညံ့ပြီးသစ္စာရှိတဲ့သူကိုလိုချင်တယ်ဒါပေမဲ့ကိုယ်တိုင်ကအင်္ဂါ issue တွေရှိတယ်အများ toxic ဆန်နဲ့အလွယ်တကူလိမ်တက်တယ်ဆိုရင် healthy relationship တစ်ခုကိုမထိန်းသိမ်းနိုင်ပါဘူး။ဒါကြောင့်ကိုလိုချင်တဲ့ partner မျိုးစားကိုမျှော်နေမဲ့အစားအဲ့ဒီလိုလူမျိုးနဲ့ထိုက်တန်တဲ့ကိုဖြစ်အောင်အရင်တိစောက်ဖို့လိုပါတယ်လူတွေကမကြာခဏငါ့ကိုလူကောင်းတစ်ယောက်လာချစ်ပါစေလို့ဆုတောင်းကြပေမဲ့လူကောင်းတစ်ယောက်ဝင်လာတဲ့အခါကိုယ်တန်ရာတွေ insecurity တွေ immaturity တွေကြောင့် relationship ကိုကိုယ်တိုင်ဖျက်ဆီးမိတတ်ကြပါတယ်ဒါကြောင့်အချစ်ကောင်းတစ်ခုမရခင်ကိုပြင်ဆင်ထားဖို့အရေးကြီးပါတယ်ပညာလိုချင်ရင်ကိုလည်းလေ့လာပါ classy လူကိုလိုချင်ရင်ကိုလည်း classy ဖြစ်အောင်နေပါသစ္စာရှိတဲ့လူကိုလိုချင်ရင်ကိုလည်းသစ္စာရှိပါမချလူကိုလိုချင်ရင်ကိုလည်းမချဖြစ်အောင်ကြိုးစားပါ emotionally stable လူကိုလိုချင်ရင်ကိုလည်းစိတ်တည်ငြိမ်အောင်သင်ယူပါဘာကြောင့်လဲဆိုတော့လူတိုင်းကသူ့အိုးနဲ့သူ့ဆန်တန်ကြတာများပါတယ်ငွေကြေးတန်ဖိုးတူစိတ်သက်တန်ဖိုးတူအတွေးခေါ်တန်ဖိုးတူတဲ့လူတွေကပိုပြီးနားလည်မှုရှိပြီးကြာရှည်တတ်ကြပါတယ်တယောက်တည်းကအမြဲကြိုးစားနေရတဲ့ relationship ကနောက်ဆုံးမှာပြင်ပန်းသွားတတ်ပါတယ်ဒါကြောင့်အချစ်ကောင်းတစ်ခုကိုလိုချင်ရင်ကံကောင်းဖို့မျှော်မနေပဲကိုယ်တိုင်လည်းအဲ့ဒီအချစ်နဲ့ထိုက်တန်တဲ့လူဖြစ်အောင်ကြိုးစားဖို့လိုပါတယ်တကယ်တန်ဖိုးရှိတဲ့ relationship တွေကတယောက်ကိုကဲတင်တာမဟုတ်ပဲနှစ်ယောက်လုံးကကိုတိဆောက်ပြီးသားလူတွေဖြစ်နေချိန်မှာတွေ့ဆုံကြတာဖြစ်ပါတယ်အဲ့ဒီလို relationship မျိုးကပဲတည်ငြိမ်ပြီးလေးစားမှုရှိတဲ့အချစ်ကိုပေးနိုင်တာပါဒီနေ့ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ဘဝမှာဘလောက်ပဲပင်ပန်းနေပါစေကိုမမေ့ပါနဲ့နော် Super You Channel ကနေပြီးတော့စိတ်ခွန်အားတွေအချစ်အကြောင်းတွေဘဝအတွက်အဓိပ္ပာယ်ရှိတဲ့အရာလေးတွေကိုဆက်လက်မျှဝေပေးသွားမှာမို့ Subscribe လုပ်ပြီးအတူတူရှေ့ဆက်ကြရအောင်ပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်အားလုံးပဲစိတ်ချမ်းသာပြီးပျော်ရွှင်တဲ့နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်